วิจัยและการสนับสนุน
future wide open. Jesus, my provider, my friend. Struggle and seeking from now to end. I really never needed in my faithfulness. In truth and its wonder, my holiness. And when we're face to face, is my favorite place. I'm overwhelmed by his amazing grace. Bring it on!
UBC အတင်းတော်မှာသာသမီသုံးဦးအပေါ်မှာအထူးပဲကျေးဇူးတင်ရှိပါတယ်ဘုရားခင်မှာပေါင်းချီးပေးတော်မူပါစေအစီအစဉ်ရာခရစ်စမတ်လူကွန်ဆက်စကားပြောကြားခြင်းဖြစ်ပါတယ်ပထမဝစွာချင်းချင်းနဲ့အစိုးရဖွဲ့ဝင်ကြီးချုပ်မှာခရစ်စမတ်လူကွန်ဆက်စကားပြောကြားပေးပါရန်ခရစ်တော်ရဲ့နာမတော်အားဖြင့်ဖိတ်ခေါ်အပ်ပါတယ်What is the way to a
ချင်းပြည်နယ်ဟာကာမျိုးကာစံပေါ်မှာ2019ခုနှစ်ချင်းပြည်နယ်ဆွေးရပေါ်မှာဒီကပြောလို့ခရစ်စမတ်ပွဲတော်ဝတ်ပြုစုတောင်းခြင်းနဲ့ညစာစားပွဲတွေတရားချစ်ခြင်းကြတာတော့ဒီဘုံမောင်နှမဘောင်းမျိုးကိုခရစ်တော်ရဲ့နာမတော်မြတ်အားလုံးကိုMerry Christmas လို့ကျွန်တော်ပြောဆက်တာပါပဲ။ကျွန်တော်တို့ခရစ်စမတ်ပွဲဆိုတာကိုရှင်ရှားလူတိများတဲ့ကျမ်းပိုင်ရဲ့အနှစ်ကျော်တိတ်တဲ့ဖန်ဆိုတော်မှာဖြစ်ပါလေ။လူပေါ်တို့ဒီပြည့်စုံခြင်းတို့များဟာဝရတဲ့ကိုရရှိခြင်းကဘုရားသခင်သည်မိမိ၌တပါးရဲ့တော်တော်ကိုဆွတ်တော်မူသည်အဲတော့လောကီသားတို့ကိုချစ်တော်မူသည်လောကမှာခပ်ပြေပုံစံချောင်းလွန်ခဲ့တဲ့နှစ်ပေါင်း2000ခန့်ကအားရောက်ကြလေးတို့ဖွားမိလာခဲ့ပါလေဒီကလေးငယ်ဟာဘာမှကလေးငယ်တို့မဟုတ်ပဲလောကသားများအတွက်ဟာရဖျားရဲ့ဂရုတော်တွေကိုပြည့်စုံစီသူတော်ဖြစ်ပါလေဇုဒာပြည်လက်လီမြို့နယ်ပြူကင်ယာဝန်ထဲမှာစမ်းကြဲစွာဝိပါလာခဲ့တဲ့တကယ်တော်ဖြစ်ပါလေဇုဒာပြည်မိမိလူတို့ကိုကြွချွတ်တဲ့သူဖြစ်တော့ကြောင့်ယေရှုကိုတော်အမေကိုရရှိခဲ့ပြီးသူဖျားသားတော်ဟာလူသားဖြစ်လူစားတိခံခဲ့ပါလေခရစ်စမတ်ปีဆိုတာပိကြောင့်ထာဝရတည်ခြင်းပြတာကိုခံစားကြရမယ်မျော်လင့်ချက်တဲ့လူသားများအတွက်ကျေးဇူးချင်းစုကြည်ကိုရာသခင်ကလူရာတိခံကြမွေးဖွားလာတဲ့ဘာတော်သခင်ယေရှုခရစ်တော်ကိုဒီတနာကိုတော်မူခဲ့တဲ့နေ့ကိုခရစ်စမတ်လို့ခေါ်တာဖြစ်ပါလေဆောင်းရာသီနေ့တွေနဲ့အေးချမ်းလှပတာယာတော့ခတ်မရမှာနေ့စဉ်ဒီတိုင်းမျိုးရင်းပြီးခံစားနေရှိတဲ့ခရစ်စမတ်ဆိုတာကျေးဇူးတော်ချင်းဝင်ချင်းဝတ်ပြုစုတော်ချင်းဝန်မြောက်ချင်းပန်စီတွေနဲ့ပြီးနေတဲ့ခရစ်စမတ်နှလုံးသားဖြစ်ကျွန်တော်တို့အားလုံးအရောက်စီတိုင်းမှာဝန်အားအနေနဲ့ကင်းဝတ်သိစိနေပြီးဖြစ်ပါလေခရစ်စမတ်ပွဲတော်ကာလတွင်ဘာတော်လဲဒီသားနဲ့ဘူပိုင်ရင်ချင်းဖို့တရိထုံသားစီလာများနဲ့နေခရစ်တော်ဝိပါဒခြင်းကိုဒုစုသွားဖြင့်ရောစုချမ်းမြေ့ဖွယ်ကျင့်ပဆောင်ရွက်ကြတာတွေ့ရှိရမှာဖြစ်ပါလေခရိယဘာသာဝင်များ၏အကျဉ်းမြတ်ဆုံးဘာသာရေးပွဲတော်ဖြစ်တာနဲ့ဝတ်ပြုဆုတောင်းဆက်ကပ်ခြင်းဘုံတော်ချင်းမချင်းဓမ္မတီးမျိုးမျိုးဖြင့်တိခတ်ပြီးဆိုစဉ်စသည်ဖြင့်ဘာသာရေးထုံးတမ်းစင်လာတဲ့ကျင့်ပါခြင်းမိသားစုမိတ်ဆွေငယ်ချင်းလူပေါ်ကံတဲ့ချင်းတော်တဲ့ခရစ်စမတ်လက်ဆောင်များဤဝိလဲတဲ့ချင်းမိတာဖို့နှုတ်ဆက်တဲ့ပေါစကများပြမှုချင်းစောင်းနေရာများတွင်ခရစ်စမတ်တိပီများဒေါ်ဆုံမိလှများပြင်ဆင်ဝန်မှန်ခြင်းရုပ်နဲ့စားစရာများဝိငါစင်စသည်ဖြင့်စိတ်ဓာတ်ကိုနာဖြစ်စေတဲ့ပျော်ရွှင်ချက်မြင့်တွေကာဏအတိတ်ကိုစုပေါင်းကျင်းပဆောင်ရွက်ကြတာတွေ့ရမှာဖြစ်ပါလေခရစ်စမတ်ပွဲတော်ဒီကျင့်ဘာသာဝင်များတာရှင်ွေးသည့်ဝဲမဟုတ်ပဲဘာသာစုံမျိုးစုံနေရာဒီကလိုက်ကဘာနဲ့ဝင်မြောက်ကြည်နူးွယ်အလုံးဘာဝင်စီွယ်လေးစီဖြစ်ပါလေဒီနေ့ဆောင်ရွက်ခဲ့တဲ့ခရစ်စမတ်ဝတ်ပြုစုတော်ခြင်းနဲ့မြတ်စာစာပွဲဟာဒီသားရှိခရစ်ဘာသာတင်းတော်အဖွဲ့အစည်းဒီမှာ
ဒီခါတော်ရဆရာဆရာတော်ကြီးများရဲ့ငကြာလမ်းပြမှုနဲ့အညီချင်းပြင်းနေဆိုရပိတ်ကဦးစီးဦးဆောင်ပြုကဆောင်ရွက်ခဲ့တာဖြစ်ပြီးဌာနဖွဲ့စည်းဆိုရနိုင်တာမြို့ပါများအစွာအတိအမှပုဂ္ဂိုလ်များtrian bata wan nya ta ma ka buddha bata wan ni ku ma ma nya ba a long ba wan te yauk sin wai piet twe lai le swa ji su ti wan nya ba to set the pyo ja lu ba leကျွန်တော်တို့ချင်းချင်းများဆွေရခွဲပြီးနဲ့မိမိတို့ဆွေရစတင်တာဝန်ဆိုချိန်မှာဇနီးချင်းနိုင်ငံရေးအုပ်ချုပ်ရေးစီးပွားရေးဒီတာဖွံ့ဖြိုးရေးအစရှိတဲ့ရင်းရကာလများမှာဆွမ်းသားရှိတွေအားတုံတုံဆိုင်ဆောင်ရွက်ခဲ့ပြီးနေတူလူမှုရေးကံကပြည့်အနေနဲ့ဘာသာနာရေးဆိုင်ရာကံကကိုလည်းလေ့ဟင်းမှုရှိတယ်မျက်ချင်မပြတ်အားပြေးဆောင်ရွက်ရရှိပါလေချင်းချင်းနဲ့လို့ရှိပြန်လာတာတင်းတော်ဘုရားစုကိုကြောင့်မိနီယာများအတွက်အခုလွတ်တာကနာကရံ143ခုမိငါကရံ106ခုရရှိအောင်ဆောင်ရွက်ပြီးတဲ့အမှုတွေ1136ခုကိုအခုလွတ်တာကနာကရံနဲ့မိငါကရံပြည့်စုံနိုင်ပြီးဆက်ဆောင်ရွက်ပြီးရှိပါတယ်ဘုရားဘာသာဘုံတော်ကြီးကြောင့်မိမိများတဲ့အခုလွတ်တာကနာကရံဆက်ပြီးဖို့မိငါကရံ26ခုရရှိအောင်ဆောင်ရွက်ပြီးတဲ့အမှုတွေ123ခုကိုအခုလွတ်တာကနာကရံမိငါကရံရရှိနိုင်ပြီးဆက်ဆောင်ရွက်ပြီးရှိပါတယ်ခြားဘာသာရေးဆောက်လုပ်များတဲ့အခုလွတ်တာကနာကရံတစ်ခုမိငါကရံဆက်ပြီးဖို့ဂရမရရှိအောင်ဆောင်ရွက်ပြီးတဲ့အမှုတွေ20ခုကိုဂရမရရှိနိုင်ပြီးဆက်ဆောင်ရွက်ပြီးရှိပါတယ်ဒါရီဟာချင်းပြတဲ့အစိုးရအနေနဲ့သူဘာသာရေးအတင်းတော်အတိအအတွက်တော်တော့ကျွန်တော်တို့နိုင်ဖက်စစ်ပုံစံမျိုးကြီးပြည်ပြတတ်ပြီးထားတဲ့ဘာသာရေးများအတွက်ကျွန်တော်တို့ဆိုရအနေနဲ့လုဆောင်ပြီးခဲ့တဲ့အားတွေကိုမိဘပြည်သူများသိရှိအောင်ပြင်ပြအစီအစဉ်ကြီးတွေဖြစ်ပါတယ်။နေဆက်ဒီကပွန်ဖြူရေးပြည်နယ်ရပြည်လို့ဖြစ်2016ဘန်တိုင်းနဲ့တွင်ကျပ်149.5တန်း2019ဘန်တိုင်းမှာကျပ်196တန်း2019ဘန်တိုင်းမှာကျပ်990တန်းစုစုပေါင်းစာတင်ငွေကျပ်1016တန်းဖြစ်ဘာသာရေးအဆောက်အဦများဆောက်လုပ်ပြီးရရှိပါတယ်။ဒီတော်စုဘာသာရေးပုံပြီးဖြင့်2019ဘန်တိုင်းမှာကျပ်108တန်း2019-2020ဘန်တိုင်းမှာကျပ်တန်းစုစုပေါင်းကျပ်308တန်းခွဲဝေချပြီးဘာသာရေးအဆောက်အဦများအတွက်ထောက်ပံ့ဆောင်ရွက်ပြီးရရှိပါတယ်။နေဆက်ဒီတာပတ်တူပြည်နယ်ဝန်ကြီးဌာနကချက်ပြီးထားခြင်းဖြစ်ပါတယ်။ချင်းပြည်နယ်ဆွေးရပွဲမှာဘာသာရေးအဆောက်အဦများပြုပြင်ချင်းပြင်ဆင်ခြင်းမူလပုံစံပြတ်ဆောက်လုပ်ခြင်းအသစ်ဆောက်လုပ်ခြင်းလုပ်ငန်းများအတွက်2016ခုနှစ်မှာဒီလမှာစနစ်ကြီးခရီးဖျားစီကူကြောင်းတုံကြောင်းကိုဖွင့်ပြပြီးဒီဆောင်ရွက်ရရှိပါတယ်။ခရီးဘာသာအနေနဲ့ရရှိကူကြောင်းအသစ်ဆောက်လုပ်ခြင်းဖောင်းပြုပြီးဝန်ပန်ခြင်းမြေပြီးထုတ်ပြီးခြင်းဘာသာမြေလျှောက်ထားခြင်းအတွက်စီစစ်ဆောင်ရွက်ပြီးခြင်းများရှိတဲ့ကဲအလားတူဘုရားဘာသာဆိုင်ရာဆောက်လုပ်များဆောက်လုပ်ကြစီဘာသာမြေလျှောက်ထားရလို့လူထုလူမျိုးနဲ့စစ်ပြုချက်ရရှိရေးကိစ္စများဆောင်ရွက်ပြီးခဲ့ပါတယ်။ခြားကိုယ်ကိုဆိုင်ရာများကိုလည်းထုံးတမ်းစီမံများနဲ့ကိုယ်ကိုဝေချစ်တာတို့များကွန်ပျူတာရေးစီဆောင်ပြင်ပြအပ်ပါတယ်။ထို့ပြင်ဒီတော်စုသမ္မတနိုင်ငံတော်ငင်းချကြီးကွန်ပျူတာရေးဘာသာပေါင်းစုံချစ်တည်နေလို့ကိုရှိစုရပြည်နယ်ဆိုရဦးစီးကြီးပရိက္ခဖတ်ခြင်းဝတ်ပြုစုတော်ခြင်းတို့ကိုလည်းဘာသာအတိအမှဆရာတော်များဘာသာရေးကောင်းဆောင်များနဲ့အတူတက်ကြွစွာပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းပြပြအပ်ပါတယ်။နိုင်ငံတော်အစိုးရကချီးမြှင့်တဲ့ဝိသေစိတ်တော်ရဆရာတော်များ
စာအောင်ပုဂ္ဂိုလ်များအားထပ်ဆင့်ကုန်ပြုခြင်းနှင့်ပူဇော်ခြင်းစုပေါင်းဝါစုကတိပွဲတော်များကျင်းပခြင်းပြတ်သားတဲ့ဘုရားဘာသာဆိုင်ရာအခမ်းအနားများအတွက်ဗတ်ကူပြုပုံမြဆောင်ရွက်ပြီးခြင်းနတ်ကိုယ်ွယ်သည့်ဘာသာဝင်များအားလည်းတတ်ချွတ်နိုင်တဲ့ဗတ်ကူခြင်းတို့ကိုလည်းနေ့စဉ်စီမလာမပြတ်ဆောင်ရွက်ပြီးခဲ့တယ်လို့စစ်ဆက်တွေလည်းနိုင်ငံတော်ကအတိမတ်ပြုထားပြီးကိုယ်ွယ်ရာဘာသာများကိုဖွဲ့စည်းပုံချယူပြီးနေကျွန်တော်တို့အနေနဲ့ဆွမ်းကိုဗတ်ကူအပြီးဆောင်ရွက်သွားမှာဖြစ်တော်မူပြပြလိုပါလေဒီနေ့ကျင်းပတဲ့ဖြစ်တော်မူနေ့ခရစ်စမတ်ပွဲတော်ဝတ်ပြုစက္ကဆုတောင်းပွဲမှာလည်းကျွန်တော်တို့အားလုံးရသခင်ချာမကောင်းခြင်းမင်္ဂလာကိုနာပြပြရရှိပြီးနိုင်ငံတော်တွင်းစစ်တိုင်းသားဒီကိုမောင်နှမအားလုံးနိုင်ငံသားအားလုံးနိုင်ငံကြီးဥချုပ်ရေးရှိပွဲလူမှုရေးဒေသဖွံ့ဖြိုးရေးအစရှိတဲ့ကဏ္ဍအသီးသီးမှာအတူရှင်တွဲတဲ့ဗေဒရဒီမိုကရေစီပြည်ထောင်စုဒီစနစ်မှဒီရင်းချက်တရားတော်ပြောတော့နိုင်ငံတော်ကြီးပေါ်ပေါက်လာတဲ့ဖြစ်ညော်မှန်းဆန္ဒပြောရပါတယ်ဒီကိစ္စမှာလည်းပဲဒီလိုအမြတ်ဆုံးတိုင်းသားစီလုံးတွေမျိုးကြီးတိုင်းသားစီလုံးတွေချစ်ကြည်ဒီလိုစီလုံးတွေမျိုးကြီးဆောင်ရွက်နေတဲ့ကိစ္စပေါ်မှာလည်းအမြတ်ဆုံးပြည့်မြောက်အောင်ဒီနိုင်ငံလုံးမြင့်ချမှုရရှိအောင်လည်းအလုံးစုတောင်းပြကြတယ်လေကျွန်တော်မြစ်တရားခံပါတယ်ဒီကဒီချိန်မှာအလေးတက်လို့သူတင်ပြချင်တာကဘလို့ချစ်တင်တယ်ဘယ်လိုမှမနေမှာဒီလိုထတော့ကိုစလေဘုရားတင်ကျွန်တော်တို့ချိန်ချေကျွန်တော်တို့လွတ်မြောက်လာကြည့်ရှိပြီးပါလို့ဒီခရစ်စမတ်ပွဲတော်မှာဘုရားတင်တဲ့သူ့ရဲ့မိသားစုများကိုလည်းကျွန်တော်တို့ပရိယာမှုကျွန်တော်တို့စုပေါင်းပြီးလို့ရှိပါတယ်ဘလို့ချစ်တင်တဲ့ဆိုရဖွဲ့ရတယ်လေဘူးသက်တည်ရဲ့မိသားစုများအတွက်ခက်ခဲဝဲတယ်လို့ဘောလို့ဆက်ဆိုင်တော့ဒီထိုင်ရင်မှာအမေဒီကျန်ပါရေးတာသမီနဲ့ဆောက်ရမည်လို့သူတို့ရဲ့စိတ်ကတက်အားတက်လာအောင်သူတို့အားပြည့်တဲ့နေနဲ့သူတို့မိသားစုစိတ်စားဆုံးနဲ့သူတို့ထောက်ပြီးထောက်ပံ့ပြီးတော့သူတို့ထောက်ပံ့ပြီးလို့ရှိပါတယ်နောက်မှလည်းကျွန်တော်တို့ဆက်ဒူအပ်တဲ့ကိစ္စတွေလည်းဒီတော့ဆိုရတဲ့ပုံတော့သက်ဆိုင်ရာဒီဆိုင်ရာနော်ဟိုအပင်မှာဘူဒီဆောင်ရွက်ပြီးပြီလေစီရင်ဆောင်ရွက်တဲ့စစ်တမ်းကိုဒီပါပြီးတော့ဒီပြီးလို့ပါတယ်တော့ရခဏပြီးချစ်ကြတယ်ဒီခါရဆရာတော်ကြီးများဓမ္မဆရာများတရားတော်သူများအားလုံးအနေဖြင့်ဒီနိုင်ငံတော်ရဲ့အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးစရှိတဲ့လုပ်ငန်းဆောင်တာအရရတွေဒီတောင်စုစိတ်ကဖြစ်မူကြားတဲ့ကြွဆိုတာကိုပေါင်းပါဝင်ဆောင်တဲ့နိုင်ကိုလည်းလေးအတဲ့တိုက်တွန်းမိတာရတာပါပဲခရစ်မတ်ရဲ့ဝိညာဉ်ခရစ်တော်ရဲ့ဝန်တာပြောဆိုမှုလူ့ထွေးမှုကျွန်တော်တို့အားလုံးအတွက်မေတ္တာကိုဆောင်ခြင်းရဲ့ရင်းချခြင်းနဲ့ဝန်တာပြောဆိုမှုဟာဝရကာလဒီရှိစီအစီအစဉ်နဲ့ဖြစ်ရောက်တဲ့ရောက်နိုင်တာစီကြောင့်ဆုမံကောင်းတောင်းဒီကုန်းချလာတာအားလုံးပြစီကြောင်းကြည့်ပြပါစီဒီချင်းခါမရမှာသူဒီလိုဆိုရတော့လည်းပြဆောင်ပြတော့နော်တော့ဘောကမှာအခင်းကြီးတော့ပေါ်လာတဲ့ခရစ်စမတ်ပွဲအောင်ဆက်ဖို့နေ့ဒီစမှာလာစီရင်နေတာကျော်လာကြတဲ့ယေရှုအားလုံးပြီးတော့ရဲ့တေဆောင်လာတဲ့ဒီတဲ့ချင်းဝမ်းမြောက်ခြင်းကိုအားလုံးခံစားကြပါစေတဲ့ဆုတောင်းမေတ္တာပို့တာပါဟဲ့ပထမဦးဆုံးကျဆာပိုက်လေးဖတ်ပြပါမယ်စိမတဲ့အခန်းကြီး6အိုဇုဒပြည်ဗေဒလီမြို့အစိုးရဇုဒမြို့တွင်အင်းကြီးမြို့ငယ်မြို့ဟုတ်မဟုတ်အကြောင်းမူကားငါဤလူဥတည်လာမြို့ကိုအုပ်စိုးရပေါ်တခင်ကြီးတင်ဤအထဲမှာပေါ်ထင်းလာတဲ့ခုကျန်းစာမှာ
ပါစီတဲ့အတိုင်းသူကြောင့်ယူဒဤဘေဒလီမျိုး၌ခရစ်တော်ကိုပွားမြင်ရမည်ဟုမြင်ကြည်အားပြန်ကြားဆုတ်ထားကြ၏ဒီကနေ့ခရစ်တော်လောကမှာကြွလာတဲ့အခါမှာအဲဒီချိန်မှာဒုတိယနဲ့ယာကုပ်ပညာရှင်ကြီးကအတွေ့ကတော့တရင်ကောင်းဖြစ်ပါလေ။ဟုတ်ပေမဲ့အဲ့တော့မြင့်ကြီးအတွေ့ကတော့တရင်ဆိုးဖြစ်ပါလေ။ဒါကြောင့်လောကမှာဘုရားသခင်ကတည်းကခင်ခရစ်တော်ကြော်စုပ်လာတာဟာကျွန်တော်တို့လောကီသားရဲ့အပြစ်ကိုကယ်တင်ဖို့အတွက်လောကမှာညီတဲ့ချင်းနဲ့ဝိညာဉ်ချင်းကိုတည်ဆောင်လာတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့တည်းချင်းခါမှာကျွန်တော်တို့တိုင်းပြည်အနေနဲ့စဉ်းစားနေဆိုရင်ဒီတိုင်းမှာဒီတိုင်းပြည်မှာဆိုတိုင်းပြည်ရင်းချင်မရှိရင်ဇီဝရေးအနေနဲ့တော်တော်ဘာသာရေးအနေနဲ့တော်တော်ခေတ်ပေါင်းစုံနိုင်ငံရေးအနေနဲ့တော်တော်တိုင်းပြည်အတွက်အခက်အခဲဒုက္ခရောက်တာကိုအားလုံးအသိပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဒီအချိန်ခါမှာသခင်ခရစ်တော်ကြော်ရောက်လာတာဝိညာဉ်ချင်းနဲ့ညီတဲ့ချင်းကိုလောကီသားတွေအတွက်တည်ဆောင်တာချင်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဒီအချိန်ခါမှာကျွန်တော်တို့တိုင်းပြည်ဟာနိုင်ငံကြီးအတေးအဆုံးမခံတဲ့အချိန်ကြီးဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့အထူးသဖြင့်ကြော်လာတဲ့ဇာတော်ကြီးများအနေနဲ့တိုင်းပြည်ညီတဲ့ချင်းနဲ့ဝိညာဉ်ချင်းရရှိနိုင်ရှိအတွက်အဓိကကျွန်တော်တို့တိုင်းပြည်အတွက်ဆုတောင်းပေးဖို့ကိုအဓိကဖိတ်ခေါ်လိုပါတယ်။ဒါကြောင့်ဒီနေ့ဒီအချိန်မှာကဘာကကြားလို့မကောင်းအောင် ICC အထိတရားစွဲဆိုချခံရတာဟာတမိုင်းမှာအနည်းဆက်ဖြစ်ပါတယ်။ဒါပေမဲ့ဒေတာညီတဲ့ဖြစ်ဖြစ်ဒေနိုင်ငံလေးဖြစ်ဖြစ်ခက်ခဲသောအရာတစ်ခုဂျုံထွေးမှာကောင်းတာကိုပြောင်းလဲနိုင်တယ်အားလုံးအတိဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့တိုင်းပြည်ကဘာမှာအမေးစစ်တစ်ခုဖြစ်အောင်တရားဆွေးဆိုခြင်းခံရတာကျွန်တော်တို့တိုင်းပြည်အတွက်ပြောင်းလဲမှုနော်တခုဖြစ်လာနိုင်တယ်ဆိုတာကိုဒီနေ့ဒီအချိန်ခါခရစ်စမတ်ပွဲတော်မှာကြောက်လာတဲ့လူကြီးများအနေနဲ့ဆိုတော့အဓိကဇာတော်ကြီးများဆိုချစ်သူများအနေနဲ့တိုင်းပြည်အတွက်ကိုအများကြီးစွတောင်းပေးဖို့ကိုဖိတ်ခေါ်လိုပါတယ်။ဒါကြောင့်ဒီနေ့အစိုးရအဖွဲ့အနေနဲ့လူဆောင်ပြီးတော့ခရစ်စမတ်ပွဲလောက်တာဟာတာမန်ပြုပွဲစားပွဲမဟုတ်ဘဲနဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့အေးချမ်းသာယာကြီးပြောင်းလဲမှုဖြစ်စေနိုင်ဖို့အတွက်ဒီညချင်းပြည်နယ်အစိုးရအနေနဲ့လုပ်ပေးတာဟာတန်ဖိုးစီးနေတယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပြည့်စုံချက်အများကြီးရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူများအနေနဲ့ခရစ်တော်ကကဘာမှာကျွန်တော်တို့လောကီသားတွေအပြစ်ကိုကယ်တင်ရန်ကြောက်ရွံ့လာတယ်လို့ကျွန်တော်တို့ယုံကြည်သူများအနေနဲ့တိုင်းပြည်အေးချမ်းသာယာဖို့အတွက်အားလုံးစွတောင်းမှာပါတိုင်းပြည်ဟာတနေ့နဲ့တစ်ချိန်ချင်းမကြဘောကာလမှာအေးချမ်းသာယာပြီးတကယ်ပြောင်းလဲနိုင်တဲ့နိုင်ငံတော်ကြီးဖြစ်လာနိုင်မယ်ဆိုတာကိုဒီညခရစ်စမတ်ပွဲကြီးပါတာဘုရားသခင်အနေနဲ့ဦးဆောင်ပြီးတော့ကျွန်တော်တို့ရဲ့စိတ်နှလုံးသားမှာချစ်တွေ့ပြီးတော့တိုင်းပြည်အတွက်ငွေမြတ်တော့ကောင်းကြီးကြားလိမ့်မယ်လို့အားလုံးအပေါ်မှာကျွန်တော်အနေနဲ့ပြောကြလိုပါတယ်။ဒါကြောင့်ဒီညရဲ့ချိန်ခါပြောင်းလာတဲ့လူကြီးများအနေနဲ့ဘုရားသခင်ရဲ့ညီတဲ့ချင်းနဲ့ဝမ်းမြောက်ခြင်းကိုအားလုံးနှလုံးသားမှာချစ်တွေ့ပြီးတော့ခံစားကြပါစေလို့ဆုတောင်းမေတ္တာပို့တာရင်းနဲ့ညီကုန်းထုတ်ပါတယ်။အားလုံးပါချီးတင်ပါတယ်။ Christmas ဒီကနေ့တော့အဖြစ်ဟောပေးခြင်းဖြစ်ပါမယ်။
မင်္ဂလာကောင်းတဲ့ခံရတဲ့နိုင်ငံရှင်းပြည်နယ်ဆွေရအဖွဲ့မှဦးစီးဆောင်ပြီး2019ခုနှစ်ခရစ်စမတ်ပွဲတော်ဝတ်ပြုဆုတောင်းခြင်းနဲ့မြတ်စွာစာပွဲအနာမှာကြောက်လာကြတဲ့မြတ်ငင်ကူမောင်နှမအားလုံးခွန်ထိုက်ခရစ်စမတ်ရဲ့ကောင်းခြင်းမင်္ဂလာပြည့်ပြည့်ဆက်ရောက်ပါစေလို့ကျွန်တော်ပထမဦးဆုံးခွန်ဆက်တာပါတယ်ခုလိုပဲခရစ်စမတ်ပွဲတော်အခါသမယမှာကျွန်တော်ယတနာဝင်ခတ်ဖို့ရအတွက်ပိတ်ခါကောင်းများပြင်ဆင်ပေးတဲ့ဘုရားသခင်ရဲ့နာမတော်ကိုဦးစွာချီးမွမ်းပါတယ်ခုနေ့ဒီစွာပဲခုလိုအခါမျိုးပေါ်မှာရှိတဲ့ခရိယန်တေတော်တီမှနေဥစ္စာများနဲ့အခုမိတ္တဟာယပြည့်ပြီးတော့တူတူကခရစ်စမတ်ရက်စာသုံးဆောင်ဖို့ရနဲ့ကိုပြုတ်ဖို့ရစီစဉ်တဲ့ရှင်းပြည်နယ်ဆွေရအဖွဲ့ဝန်ကြီးချုပ်နဲ့ဒုဆွေရအဖွဲ့ဝင်ဝန်ကြီးများคณะဆိုင်ရာစီကေများရှင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့လွှတ်တော်ကိုယ်စားလှယ်များคณะဆိုင်ရာစီကေများနဲ့ဒီကကြောရောက်လာကြတဲ့မိဘမိကုံတော်များပေါ်၌တဲ့အထူးကျေးဇူးတင်စီကြောင်းထပ်လောင်းပြီးတော့ကျွန်တော်ပေါ်ပြပြပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ဒီကကျွန်တော်ကိုဖွင့်ခါပြင်ဆင်ပေးတဲ့နော်ရဲ့ဓမ္မမှုတော်ဆောင်လုပ်ဖို့ဆောင်တဲ့ညပေါ်၌လည်းအခုကျေးဇူးတင်စီကြောင်းပေါ်ပြလိုပါတယ်ကျွန်တော်ဒီကနေ့အားလုံးပေါ်အားစုဖို့ရအတွက်ပြည့်စုံထားတဲ့ကျမ်းပိုက်တစ်ပိုက်ကပ်ပါမယ်ရှင်လုကာခရစ်ဝင်ခန်းကြီး3ခန်းငယ်4ကနေစဖတ်မှာဖြစ်ပါတယ်ထာဝရဘုရားကျွတ်တော်မူရာလမ်းကိုပင်ကြလောလမ်းကြီးတို့ကိုဖြောင့်စေကြလောခြိုင်ဝမ်းရှိသမျှတို့ကိုပို့ရမယ်တောင်ကြီးတောင်ငယ်ရှိသမျှတို့ကိုဖြိုရမယ်ကောက်တော်လမ်းများကိုဖြောင့်စေရမယ်ကျမ်းသာတော်လမ်းများကိုလည်းတုတ်တင်ပြင်ဆင်ရမည်လူအပေါင်းတို့သည်ဘုရားခင်၏ဂေတင်တော်မူခြင်းအကြောင်းကိုမင်ရတတ်ဟုလာဒီနှင့်အညီဇောဟန်ဒီဇောဒာမြင့်နာနှံပြထည့်လေ၍အပိထွက်ခြင်းအဖို့အလုံးမှာနောင်တတ်နှင့်ဆက်ဆိုင်သောပฏิယတရားကိုဟောလေ၏ကျွန်တော်ဒီညနဲ့အားလုံးပွင့်အားစုဖို့ရလက်ချက်ထားတဲ့ချက်ကတော့အောရဘုရားကျွတ်တော်မူရာလမ်းကိုပြုတ်ပြင်ကြပါစို့ဆိုတာဖြစ်ပါတယ် The preparation of the King's Highway ဆိုတာဖြစ်ပါတယ်ဒီကျမ်းစာကိုဖတ်တဲ့အခါမှာကျွန်တော်စိတ်ထဲမှာအမြဲတမ်းကျွန်တော်ရဲ့ဝိဖွာရဇာတိဒေတာကိုသတိရပါတယ်ကျွန်တော်ကချင်းပြည်နယ်ထန်တလာမြို့နယ်လုံကျွေးပြည်စွာမှာဝိဖွာပါတယ်ဒီနေရာမှာပဲကျွန်တော်ကြီးပင်းပါတယ်ကျွန်တော်တို့ကမရာဒေတာဖြစ်တဲ့အားလို့ဆိုတာကျွန်တော်တို့မရာဒေတာအားလုံးမှာဘသူပြည်မြို့နယ်မှာလဲဝမြို့နယ်မှာထန်တလာမြို့နယ်မှာဆိုပြီးတော့၃ပိုင်းကျက်သွားတဲ့အခါမှာကျွန်တော်တို့ထန်တလာမြို့နယ်မှာကျက်တဲ့မရာကခုမရွာပဲရှိပါတယ်ကျွန်တော်တို့ဒီမရာဒေတာကိုရှင်းစားမိတဲ့အခါတိုင်းဇနေ့အထိကာလမရှိသေးတာကိုကျွန်တော်ဖန်ဆားရပါတယ်အခုကျွန်တော်တို့ကြွတဲ့ကြွကိုကာလအပြုံးပဲနဲ့ဆိုင်ကနဲ့တော့တွားလို့မရတဲ့လမ်းကြီးရှိပါတယ်ဥပမာလုံဆွေးပြည်နဲ့လုံဆွေးတဲ့ဆွေ10မိုင်ဝက်ပြီးတော့ဆိုင်ကနဲ့တွားလို့မရဘူးမဖိုက်တဲ့နဲ့လိုက်တဲ့အခါ7မိုင်ဝက်ပြီးတော့လမ်းမရှိဘူးကျွန်တော်တို့လုံဆွေးတဲ့ကိုတွားချင်တယ်ဆိုရင်ကျွန်တော်တို့ဆိုတာကလည်းပေါ်ပုံလောင်တန်ကိုပတ်ပြီးတော့လုံဆွေးတဲ့ဖြစ်ကိုဝင်ရပါတယ်ခုနေ့သူဆိုပဲကျွန်တော်တို့ဆိုတာကလည်းလိုက်တဲ့ကိုတွားမယ်ဆိုရင်ပန်ထင်နရင်ရှင်ပြီးကနဲ့လိုက်တဲ့ဖြစ်ကိုပတ်ပြီးတော့ဝင်ရပါတယ်အဲ့ဒါကျွန်တော်တစ်ခါတလေစဉ်းစားတဲ့အခါမှာဒီကျက်ပိုက်ကိုဖတ်တဲ့အခါမှာခုနဲ့တခင်ခရစ်တော်ဟာမရာဒေသကိုကြွလာမယ်ဆိုရင်ဇာကုလေစိတ်ကနဲ့ကလေးလေကနဲ့ဟာခါကနဲ့ဆက်သွားမယ်ဆိုရင်ဖန်ထင်ကနဲ့ပြန်ဖက်သွားဖို့ပဲ
ရှိတဲ့အခါကျတော့ဒီကျွန်တော်တို့ဒေသကိုရောက်ဖို့ရနီလာမရှိတဲ့ဟာကိုကျွန်တော်စဉ်းစားတဲ့ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်သခင်ခရစ်တော်ကြွလာဖို့ရလမ်းကိုပြင်ဆင်ပါဆိုတဲ့ဟာခရစ်တော်လာဖို့လမ်းကြီးအင်မတန်အရေးကြီးတဲ့အချက်ကိုဒီကျမ်းပိုက်ဖတ်ချင်အဖြစ်ကျွန်တော်ခံစားရပါတယ်။သို့တော်လည်းပဲဒီကျမ်းပိုက်ဟာခရစ်တော်ဆိုလိုတဲ့ဟာကတော့ဒီကျွန်တော်တို့မြင်နေရတဲ့လမ်းကြီးမဟုတ်တော့လည်းပဲကျမ်းစာကြီးတဲ့ကျမ်းစာစကားကဲအခါနဲ့တော်မီစွာပေါ်ပြတဲ့အခါမှာကျွန်တော်ခုထိပ်ထိစဉ်းစားပြီးတော့မြင်ရောက်လာတာဖြစ်ပါတယ်ခရစ်တော်မကြွရောက်လာမည်ဖြစ်ပေါ်900တဲက prophet ကြီးအိုင်ဆရာကဒီအချက်ကိုဟောပြီးသားဖြစ်ပါတယ်ခရစ်တော်ကြွရောက်လာဖို့ရလမ်းများကိုပြင်ဆင်ပါဆိုတာပေါ်လာခဲ့ပါတယ်ကျွန်တော်တို့ငယ်ငယ်ကတည်းကလူကြီးတွေကတော့ဒီမှာပါကျွန်တော်တို့ချင်းတောင်းမှာတော့ကြီးပိုင်မင်းဒီနေပိုင်ဝန်ထောက်ဒီမြို့ပိုင်မင်းဒီကျေရတော်မယ်ဆိုရင်အတော်ခေမှာဒီလားပြုတ်ပြရတာဟာဒီမတာခတ်ကိုတဘာဝကျက်တဲ့အစီအပိုင်းတွေပဲကျွန်တော်တို့ခံစားလာခဲ့တာအားလုံးဒီပဲဖြစ်ပါတယ်ဒီခရစ်တော်မကြွရောက်ခင်ကတည်းကကြီးပြင်းပြီးမြတ်ကြီးများဟာလည်းတိုင်းခန်းတဲ့လေတဲ့အခါမှာသူတို့တော့ရနေရာဒေသကိုလမ်းပြင်ဖို့လမ်းဒီပြုတ်ပြင်ဖို့အမိန့်ထုတ်တာဟာလည်းကျွန်တော်တို့ကျမ်းစာမှာပေါ်ပြလက်ရှိပါတယ်ဒီကျမ်းစာပေါ်ပြချက်အရကျွန်တော်အချက်၄ချက်ကိုဒီကအားလုံးပေါ်အားယူဖို့ရပေါ်ပြလူပါတယ်နံပါတ်1အနေနဲ့ခြိုက်ဟောများကိုပုတ်ပါဆိုတဲ့ဟာပြပါတယ်ဒုတိယအချက်တောင်များကိုဖြိုပါလမ်းကောက်များကိုဖျောက်စေပါကျန်တန်သောလမ်းကြီးကိုပြုတ်ပြင်ပါပြင်ဆင်ပါဆိုတဲ့ဟာပြပါတယ်ဒီကျမ်းပိုက်ကဘာကိုဆိုလိုတယ်လဲဆိုရင်ကျွန်တော်တို့ morality နဲ့ spirituality ဆိုပြီးတော့ပေါ်ပြချင်တာဖြစ်တယ်ဆိုတာကျွန်တော်ပေါ်ပြချင်ပါတယ်အင်္ဂလိပ်ကျမ်းစာအင်္ဂလိပ်အလူကတော့ the valley must be leveled up ဆိုပြီးတော့ခြိုက်ဟောများကိုလေဖို့ရမယ် level လုပ်ရမယ်ဆိုတာပေါ်ပြထားပါတယ်ဒီအချက်မှာခြိုက်ဟောဆိုတာကျွန်တော်ပါလေလို့ကျမ်းစာဖတ်မှပဲနားလည်ရပါတယ်ကျွန်တော်တို့အားလုံးနားလည်နိုင်ဖို့ရပေါ်ပြမယ်ဆိုရင်စိတ်ထဲမှာခြိုက်ဟောလို့ဖြစ်နေတဲ့ဟာကလူမှုအရာ၌လင်းကျနေခြင်းအောက်တန်းချက်ခြင်းစေတမျိုးကိုခြိုက်ဟောလို့ကျမ်းစာကပေါ်ပြပါတယ်ကျွန်တော်တို့ကာဝဝတ္တရားများကိုကောင်းမလုပ်ခြင်းချင်းလှုပ်ဆောင်တဲ့စေတမပါခြင်းမရှိခြင်းမိမိရဲ့အလုပ်တာဝန်ကိုဘုရုမဆိုင်ခြင်းအများပြည်သူအတွက်မရှင်းရှားနိုင်ခြင်းသူတစ်ပါးကောင်းလာတာကိုလည်းဝမ်းမသာပဲစိတ်မချမ်းမသာဖြစ်ခြင်းတို့ဟာ level up လုပ်ရမယ်ကျွန်တော်တို့စိတ်ထဲမှာနှင်းကျနေတဲ့ခြိုက်ဝန်းနေပြပါတယ်ခုနေ့သူဆိုပဲတောင်များကိုဖြိုပါလို့ကျမ်းစာကပြောတဲ့အခါမှာကျွန်တော်တို့စိတ်ထဲမှာဘာကိုဖြိုရမလဲဆိုတာကျွန်တော်တို့နားလည်ဖို့လိုပါတယ် mountain must be leveled down လို့ဒီထားပါတယ်ကျွန်တော်တို့ level down လုပ်ရမှာဖြစ်ပါတယ်ဘာဒီကိုကျွန်တော်တို့စိတ်ထဲမှာတောင်ကြီးလူဖြစ်နေတယ်ဟုတ်မောက်ပြီးတော့မိမနေတယ်ရှင်တော့ကျွန်တော်တို့စိတ်ထဲ၌စမတာဝါကြွားခြင်းစိတ်ကြီးဝင်ခြင်းသင်ပေါ်ကြောကြလူစိတ်မြတ်ပြတ်နေခြင်းတို့ပါကျွန်တော်တို့ရဲ့စိတ်ထဲမှာမိနေတဲ့တောင်းတဖြစ်ပါတယ်အဲ့ဒါဒီကိုကျွန်တော်တို့ပြည့်တော့ကြွရောက်လာရတဲ့ပြင်ဆင်ထားဖို့ကျမ်းစာကကျွန်တော်တို့ကိုပေါ်ပြထားတာဖြစ်ပါတယ်နံပါတ်3လမ်းကောက်များကိုဖြောင်းပါဆိုပြီးတော့ပေါ်ပြထားပါတယ် crooked places must be straightened ဆိုတာပေါ်ပြထားပါတယ် crooked ဆိုတာအလုံးဒီပါတယ်ကျွန်တော်တို့မဇူးမဖြောင်းချင်းကလိန်ကချစ်ဖြစ်ချင်းဖြစ်ပါတယ်အဲ့ဒီနေရာတွေကိုကျွန်တော်တို့ပြင်ဆင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့စိတ်ထဲ၌ရှိနေတော့အကတိတရားများကျွန်တော်တို့အချင်းချင်းမနာလူဝန်ဒ
လူမုန်းတီးချေလောဘမောဟမြတ်ပြချင်းတို့ကကျွန်တော်တို့ပဲပောက်ကွေ့နေတဲ့ဘာသာကြီးတွေဖြစ်ပါတယ်။ဒါတွေကိုကျွန်တော်တို့ဖြောက်တန်းအောင်လှုပ်ဆောင်ရမှာဖြစ်ပါတယ်။နံပါတ်4အနေနဲ့ကျွန်တော်တို့ကျမ်းဂန်တဲ့ဘာသာကြီးတွေကိုပြုပြင်ပြင်ဆင်ရမှာဖြစ်ပါတယ်။ The praises must be smooth အားလုံးချုံးအောင်ပြုလုပ်ရမှာဖြစ်ပါတယ်။အဲ့ဒါတွေကကျွန်တော်တို့ရဲ့ယုံကြည်မှုပုံမှာစိတ်ထဲမှာကြံစည်နေတဲ့အရာတွေထဲမှာရှိတတ်တဲ့အရာတွေဖြစ်ပါတယ်။ဥပမာအဖြစ်အရာဓမ္မမဟုတ်အထွတ်အမြတ်ဘာသာတရားအရာအထွတ်အမြတ်ထားတဲ့နေရာအရာဝတ္ထုတို့ကိုမလေးမစားတို့တို့မတော်မလို့ပြုလုပ်ခြင်းတွေဟာ rough places လို့ကျမ်းစာကပေါ်ပြထားပါတယ်။ခုနေ့သူဆိုပဲကျွန်တော်တို့ချင်းချင်းမဟုတ်မှပြုစုခြင်းမတရားတိစားခြင်းပြင်းနှိပ်ထုတ်ချေခြင်းအသန့်ရှင်းတဲ့အရာတွေကိုလွန်ကျူးခြင်းတို့ကကျွန်တော်တို့အတွက်ပြင်ဆင်ရမယ်ကျင့်တတ်တဲ့လမ်းကြီးတွေဖြစ်ပါတယ်ဆိုတာပေါ်ပြလိုပါတယ်ကျွန်တော်တို့ပြီးတော့ကြွရောက်လာဖို့ရကျွန်တော်တို့ပြောလေးဆောင်းစားနေကြတဲ့ချိန်မှာအမှန်တကယ်စိတ်ထဲမှာပြင်ဆင်ပြီးတော့ပြီးတော့ကြွရောက်လာဖို့ရမိမိရဲ့စိတ်နှလုံးသားကိုကျွန်တော်တို့ပြင်ဆင်မှုရှိပါသလားဆိုတာခက်လောင်းပြီးတော့ကျွန်တော်ပေါ်ပြလိုပါတယ်ကျွန်တော်တို့အခြေကြီးစာမကြီး Emily E.S. Elliot ကအချင်းတစ်ပုဒ်ဆက်ထားပါတယ်။ကောင်းကင်ဘုံရှင်ဘုရင်ပလင်တို့ကိုဆွံ့၍မေကြီးကိုကျွန်ုပ်တို့ကြွပြီးပွားမြင်ချင်းခံအပ်ဟာပြည်လီမြို့တို့ကြွလာပွားမြင်တော်မူရာအိမ်မရှိကျွန်ုပ်စိတ်ထဲ၌ကင်းဝတ်ပါကုရောဖုတ်အသိပြင်ဆင်ပြီးကျွန်ုပ်စိတ်ထဲ၌ကင်းဝတ်မူပါကုရောဖုတ်အသိပြင်ဆင်ပြီးဆိုပြီးတော့အချင်းကြီးဆက်ထားပါတယ်ကျွန်တော်တို့အခုဒီကကုရောကြွရောက်လာဖို့ရကုရောကျင့်ဝတ်ဖို့ရဒီမြေရဲ့နှလုံးသားတွေကိုပြင်ဆင်ထားပြီးပြီလားပြင်ဆင်ထားသေးရင်ကျွန်တော်တို့ဒီကတိတဖတ်ပြင်ဆင်ပြီးတော့2019ခုနှစ်ဒီမာလခါသမယတွေခရစ်တော်ဝေဖွားတဲ့အခါမှာကျွန်တော်တို့ရဲ့အင်ဖော်မေတာဆွနိုင်ကျွန်တော်တို့ရဲ့စိတ်နှလုံးထဲ၌မှန်တကယ်ခရစ်တော်ကြောက်ပြီးတော့ကျင့်ဝတ်နိုင်ရာဥပဒေကဒီလိုရဲ့စိတ်နှလုံးကိုပြင်ဆင်ကြပါစို့လို့တိုက်တွန်းရေးကျွန်တော်အားလုံးကိုကျေးဇူးပါတယ်သူပဲကျေးဇူးရှိပါတယ် Take that first step into the